သိမြင်တွေ့နေရတာကတော့လုပ်ငန်းဆောင်ချက်လျင်တစ်စင်းနဲ့တန့်ကြီးညီမြတဲ့တစ်ထားပဲဖြစ်ပါတယ်။ဒါကတော့ကဘာပေါ်မှာဈေးအကြီးဆုံးနဲ့ရှာရအရှားပါဆုံးသီးစီးတွေကတစ်ခုဖြစ်တဲ့ရေနစ်ဝတ်ချတာ waterlock oak ပဲဖြစ်ပါတယ်။သူ့ရဲ့ဈေးနှုန်းကလည်းအမခန်းပါပဲ။ဒီတစ်ထားတစ်ခုပါမီတာကိုဒေါ်လာ2500တောင်တန်ကြီးရှိပါတယ်။ဒါဆိုဒီတစ်ထားကဘာလို့ဒီလောက်တောင်တန်ဖိုးကြီးနေရတာလဲ။အရာအလုံးကအချိန်ကာလနဲ့ဆိုင်ပါတယ်။အချိန်ကာလဟာဒီအမဲရောင်ဝတ်ချပါတွေကိုပုံပန်းမပြတ်ထိမ့်သိမ့်ပေးရမှာအဓိကအခန့်ကဏ္ဍကနေပါဝင်နေပါတယ်။ဒီတက်တာကိုရရှိဖို့အတွက်ရာစုနှစ်ပေါင်းများစွာတက်တန်ရှိတဲ့ဝတ်တစ်ချပင်ကြီးတွေဟာညစ်ချမ်းပြင်မှာနှစ်အနှဲငယ်လောက်တာမကပဲနှစ်ထောင်ပေါင်းများစွာကြာအောင်နစ်မြုပ်နေရပါတယ်။ရေထဲမှာပျော်ဝင်နေတဲ့ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့မှုကြောင့်တက်သားဟာတဖြည်းဖြည်းသွေးမြကြောက်အဖြစ်ပြောင်းလဲသွားပြီး mineralization ဖြစ်သွားတာကြောင့်သူ့ရဲ့ဓာတုဖွဲ့စည်းမှုနဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေပြောင်းလဲသွားပါတယ်။အကျိုးဆက်အနေနဲ့တက်သားဟာကြောက်တုံးလို့ဖြစ်သွားပါတယ်။ဒါကြောင့်ဒီတက်သားကိုအတုအပလောက်ဖို့ဒါမှမဟုတ်လူလုံနီးနဲ့ဖန်တီးဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲရေငုသမားတွေဟာဒီနှစ်ထောင်ကြီးတက်တန်းရှိတဲ့တစ်တုံကြီးတွေကိုရေချမ်းပြင်တွေကိုလက်နဲ့လိုက်ဆန်းပြီးရှာဖွေရပါတယ်တစ်တုံတွေမပြည့်စည်အောင်ဆယ်ယူရတာကလည်းအလွန်ခက်ခဲတဲ့အလုပ်တစ်ခုပါဆယ်ယူဖို့ခက်ခဲတဲ့အတွက်အရေးအတွက်ကိုတစ်တုံချင်းစီအလိုက်ပဲတိုင်းတာသတ်မှတ်ပါတယ်ဒါကြောင့်ရေအောင်နစ်မြုံနေတဲ့ဝတ်တစ်ချားတာဟာတီးတန့်ဆန်မှုနဲ့ပြိုင်ပဲမကင်းတဲ့ဈေးခုံမှုတွေရှာဖွေနေသူတွေအတွက်အကောင်းဆုံးရွေးချယ်ချက်တစ်ခုဖြစ်လာပါတယ်ဒါဟာနှစ်ချောင်ပေါင်များစွာတက်တန်းရှိတဲ့တစ်သားယူ Warden Gold ဖြစ်ပြီးသူ့ရဲ့ရှားပါမှုကြောင့်ဒီလောက်ဈေးပေးရတာဟာလုံးဝကိုတဘာဝကျပါတယ်